ဒီကနေ့အလူရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားအနုမောဒနာတရားအနေဖြင့်အနာဂတ်သာသနာရေးတရားတော်အပိုင်း3ကိုဟောကြားနာကြားကြရမှာဖြစ်ပါတယ်ဦးဇင်းတို့မြတ်စွာဘုရားရဲ့သာသနာတော်ဟာနှစ်ပေါင်း2500ကျော်နာခဲ့ပြီဖြစ်တယ်အဲ့တော့ဘုရားရဲ့အဆုံးအမတွေကအလွန်ကောင်းတယ်ဒါပေမဲ့အဲ့ဒီအဆုံးအမတွေကိုလိုက်နာကျင့်သုံးမှုပိုင်းမှာကြတော့အားနည်းကြတယ်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းသာသနာတော်ရောက်လာတာကြာပြီပေါ့အဲ့တော့ကြာလာတဲ့အခါမှာမှားယွင်းသောအယူဆတွေဗုဒ္ဓဘာသာဝင်တွေကြားထဲမှာပြန့်နှံ့လာတာတွေရှိတယ်အယူမှားမှုတွေအတိအမြင်မှားမှုတွေရှိတယ်အဲဒါကြောင့်ဦးဇင်းတို့တောင်မြို့မာကနုံစေတော်ဘုရားကြီးကမြန်မာနိုင်ငံမှာနိုင်ငံတော်ကိုပြုပြင်ပြောင်းလဲသလိုသာသနာရေးမှာလည်းပဲပြုပြင်ပြောင်းလဲစရာတွေများတယ်ဆိုပြီးတော့ပြုပြင်ပြောင်းလဲစရာအချက်များကိုထောက်ပြတဲ့အနေနဲ့အနာဂတ်သာသနာရေးကျမ်းစာဆိုတာရေးခဲ့ပါတယ်ဆိုတော့အဲ့ဒါမြန်မာနိုင်ငံမှာကစာဖတ်တဲ့သူကအလွန်အားနည်းတော့လူတိုင်းမသိကြဘူးအဲကြောင့်ဦးဇင်းတို့လည်းဆရာတော်ကြီးရဲ့ရည်ရွယ်ချက်ကိုအကောင့်တွေပေါ်တဲ့အနေနဲ့စူးစမ်းပြီးတော့ဟောပြောပေးနေပါတယ်ဒီကောင်းပြီဒီနေ့အနာဂတ်သာသနာရေးတရားတော်အပိုင်း3ကိုနာကြားရမှာဖြစ်တယ်မြတ်စွာဘုရားလက်ထက်တုန်းကဘုရားအတုတွေများတယ်ဘုရားအတုတွေများတယ်တိတ်တိဆရာကြီးတွေကဘုရားမဟုတ်ပါပဲနဲ့သူတို့ကိုသူတို့ဘုရားအစစ်လို့ဝန်ခံနေကြတယ်လူတွေကလည်းအတုတွေကိုအစစ်လို့ထင်နေကြတယ်တကယ်ဘုရားအစစ်လည်းပေါ်လာရောမယုံတော့အတုကိုအစစ်လို့ထင်တဲ့သူတွေကတကယ်အစစ်ကိုမြင်တဲ့အခါကျတော့အတုထင်သွားတယ်ဒါဟာလောကရဲ့ဓမ္မတာတစ်ခုပဲအမှားကိုလက်ခံထားတဲ့သူတွေဟာအမှန်တရားနဲ့တွေ့တဲ့အခါမှာလက်မခံနိုင်ဖြစ်တတ်ကြတယ်အမှားကိုလက်ကင်ထားတဲ့သူတွေအမှားကိုစုပ်ကင်ထားတဲ့သူတွေကအမှန်တရားကိုကြတော့အမှားလို့ထင်ပါတယ်အဲ့တော့ကောသလမင်းကြီးကတိတ်တိဆရာကြီး6ယောက်ကိုတကယ်ဖျားဟုတ်လားလို့မေးလိုက်တဲ့အခါမှာတိတ်တိဆရာကြီး6ယောက်ကဘယင်ကိုကြတော့မလိမ်ရဲဘူးဘယင်ကစစ်ပေါက်နဲ့မေးခွန်းတွေကိုမေးရင်သူတို့မဖြေနိုင်ဘူးဆိုရင်အချက်တွေကွဲမှာကိုအဲ့လိုအချက်ကွဲမှာဆုံးလို့ဆိုပြီးတော့ကောသလမင်းကိုသူတို့ကမလိမ်ရဲဘူးသူတို့ဒီဖျားမဟုတ်ပါဘူးလူတွေကအထင်နဲ့ပြောနေကြတာပါဆိုပြီးတော့သူတို့ဝန်ခံဖျားအဖြစ်ကိုဝန်မခံဘူးဖျားမဟုတ်ပါဘူးလို့ပဲပွင့်နေပြောကြတာအဲ့တော့မြတ်စွာဘုရားနဲ့ကောသလမင်းတွေ့ကြတယ်မြတ်စွာဘုရားကပထမဝါမိဂဒံဝမှာဝါဆိုတယ်နော်ဗာရဏသီပြည်မိဂဒံဝတော့မှာဝါဆိုပြီးတော့မြတ်စွာဘုရားရှင်သာသနာပြုဆောင်ရွက်တော်မူတယ်ပေါ့အဲ့တော့ဒုတိယဝါမှာကြတော့ရာဇဂျိုပြည်ဝေလူဝံကျောင်းမှာဝါဆိုဝါကတ်တော်မူတယ်အဲ့ဒီချိန်မှာမြတ်စွာဘုရားရဲ့တတ်တော်က38နှစ်ပဲရှိအောင်ပါတတ်တော်ငယ်သေးတယ်ပေါ့နော်ဘုရားရဲ့တတ်တော်38နှစ်ပဲရှိပါအဲ့တော့ရာဇဂျိုပြည်ကိုမြတ်စွာဘုရားဝါမကတ်ခင်အနာတပိန်တထေးရဲ့ပင့်ချောက်မှုကြောင့်
ကောသလတိုင်းတာဝတိပြည်ကိုမြတ်စွာဘုရားကြွရတာရှိတယ်အဲ့တာဝတိပြည်ကြွတဲ့အချိန်မှာကောသလမင်းကတည်င်းကြတယ်ဖယားလို့ဝန်ခံတဲ့ယဟန်ဂေါတမငါတို့တိုင်းနိုင်ငံရောက်နေတယ်ငါသွားစုံစမ်းကြည့်အောင်မယ်မြတ်စွာဘုရားကိုဖယားဟုတ်မဟုတ်သူစုံစမ်းမယ်ပေါ့သူစိတ်ထဲမှာတန်တရားဖြစ်နေအတုတွေများတဲ့ကာလဆိုတော့ဖယားအစစ်နဲ့တွေ့တော့လဲချက်ချင်းမယုံနိုင်မြတ်စွာဘုရားအသက်က38နှစ်ပဲရှိသေးတာပေါ့အဲ့ဒါနဲ့ကောသလမင်းကြီးကမြတ်စွာဘုရားထံကိုသွားပြီးတော့မေးတယ်အရှင်ဂေါတမလည်းပဲမိမိကိုယ်ကိုဖယားလို့ဝန်ခံသလားတဲ့အရှင်ဂေါတမလည်းပဲလို့မေးရတာကသူ့ရှိမှာအရင်မြတ်စွာဘုရားရှိမှာတိဋ္ဌိဆရာကြီး6ယောက်ကိုသူမေးခဲ့တာကိုတိဋ္ဌိဆရာကြီး6ယောက်ကဝန်မခံခဲ့ဘူးလေဒါကြောင့်မြတ်စွာဘုရားကိုအရှင်ဂေါတမလည်းပဲဖယားအဖြစ်ကိုဝန်ခံသလားလို့မေးတယ်အဲ့တော့မြတ်စွာဘုရားကပြောတယ်တကားတော်မင်းကြီးလောကမှာဗုဒ္ဓလို့ပြောမယ်ဆိုရင်ငါ့ကိုပြောမှမှန်မှာပေါ့ဘုရားကရဲရဲတင်းတင်းဝန်ခံတယ်ငါဘုရားပဲဆိုတာပြောလိုက်တာဗုဒ္ဓလို့ပြောကျင်တယ်ဆိုရင်ငါ့ကိုပြောမှမှန်တယ်ဆိုတော့ဘုရားကဝန်ခံလိုက်တာပေါ့နော်ငါဘုရားဖြစ်တယ်ကောသလမင်းကမယုံဘာပြောတယ်လဲဆိုတော့အရှင်ဘုရားတဲ့အရှင်ဘုရားထက်အသက်တွေကြီးတဲ့တိဋ္ဌိဆရာကြီး6ယောက်ပုရဏကတ္တပတို့နိဂန္ဓနာတဗုဒ္ဓတို့မက္ခလိဂောဒါလတို့ပင်စယဘေလထံဗုဒ္ဓတို့ပကုဒ္ဒကိစ္ဆာယနာတို့အဇိတကေတကမလလို့ဆိုတာတိဋ္ဌိဆရာကြီး6ယောက်ရှိတယ်ဖယားတဲ့အသက်အများကြီးကြီးတယ်ပြီးသူတို့ဘုန်းကြီးဝိနေတာလည်းကြာပြီဗုဒ္ဓဘာသာဘုန်းကြီးတော့မဟုတ်ဘူးပေါ့နော်အဲ့တော့အရှင်ဘုရားတဲ့တိဋ္ဌိဆရာကြီး6ယောက်ဟာအရှင်ဘုရားတဲ့အသက်တွေလည်းအများကြီးကြီးတယ်ယဟန်ဝတ္တာလည်းကြာပြီတဲ့အဲ့ဒီဆရာကြီးတွေတောင်မှသူတို့ကိုသူတို့ဖျားပါလို့ဝန်မခံဘူးအရှင်ဘုရားကငယ်ငယ်လေးပဲရှိသေးတယ်သက်တော်38နှစ်ပဲရှိသေးတယ်ယဟန်ဝတ္တာလည်းဘာမှမကြာသေးဘူးနော်မြတ်စွာဘုရားယဟန်ဝတ္တာဘာမှမကြာသေးဘူး29နှစ်ကတောထွက်ခဲ့တာလေ29နှစ်ကတောထွက်ခဲ့တာဆိုတော့ဘာမှမကြာသေးဘူးဟိုက38နှစ်ပဲရှိသေးတယ်အဲ့တော့အရှင်ဘုရားကအသက်ကလည်းငယ်သေးတယ်ယဟန်ဝတ္တာလည်းဘာမှမကြာသေးဘူးအဲ့တော့အရှင်ဘုရားနဲ့ကိုယ့်ကိုယ်ဘုရားလို့တော့ဝန်မခံသင့်ပါဘူးတဲ့ဘုရားကိုတော့လက်မခံအဲ့တော့မြတ်စွာဘုရားကပြောတယ်ဒါကတော့မင်းကြီးလောကမှာငယ်တယ်ဆိုပြီးတော့အထင်မသေးရတဲ့အရာ၄မျိုးရှိတယ်နော်ငယ်တယ်ဆိုပြီးတော့အထင်မသေးနဲ့နံပါတ်1ကမင်းမျိုးမင်းနွယ်ဖြစ်တဲ့ကလေးကိုအထင်မသေးနဲ့နော်နံပါတ်2ကမွေကိုလည်းပဲအစိတ်ရှိတဲ့မွေကိုလည်းပဲငယ်ငယ်လေးဆိုပြီးအထင်မသေးနဲ့နံပါတ်3ကမီးကိုလည်းပဲမီးလေးနည်းနည်းလေးပါမီးလေးသေးသေးလေးပါဆိုပြီးအထင်မသေးနဲ့နံပါတ်4ကယသိယဟန်ငယ်ငယ်လေးပါဆိုပြီးအထင်မသေးနဲ့ကိုရင်လေးပါဥစဉ်လေးပါယသိလေးပါဆိုပြီးတော့အထင်မသေးနဲ့ငယ်ပေမဲ့အထင်မသေးရတဲ့အရာ၄မျိုးရှိတယ်မင်းမျိုးမင်းနွယ်ဖြစ်တဲ့ခလေးလေးကိုမထင်မဲ့မြင်မလေးမစားသွားလုံမယ်အထင်သေးမယ်ဆိုရင်အဲ့ဒီကလေးကကြီးလာတဲ့အခါမှာရှင်ဘုရင်ဖြစ်လာမယ်လေရှင်ဘုရင်ဖြစ်လာတဲ့အခါမှာသူအာဏာရှိသွားတဲ့အခါမှာအဲ့ဒီလူကြီးဟာငါငငယ်တော့ငါ့ကိုဘလို့အနိုင်ကျင့်ထားတာငါ့ကိုဘလို့စော်ကားထားတာပါလို့တတိယလာပြီးတော့သူအာဏာရှိတဲ့အချိန်မှာဘုရင်ဖြစ်တဲ့အချိန်မှာအရေးယူမှလေ
ငယ်ငယ်တုန်းကမလေးမစားလှုပ်ထားတဲ့ဥစ္စာတွေကိုသူယာတုရလာတဲ့အခါအာနာရလာတဲ့အခါဘယင်ဖြစ်လာတဲ့အခါမှာပြန်ပြီးတုံ့ပြန်မှာပေါ့အရေးယူမှာပေါ့ဒါကြောင့်မင်းမျိုးမင်းနွယ်ဖြစ်တဲ့ကလေးသူငယ်ကိုအထင်မသေးရဘူးမွေလည်းပဲတိတ်တိတ်လေးဆိုပြီးအထင်မသေးနဲ့အစိမ့်ရှိတဲ့မွေပွေးတို့မွေဟောက်တို့ကငယ်ပေမဲ့လည်းအစိမ့်ရှိတဲ့အတွက်ကြောင့်မွေကြိုက်ပြီးတော့တည်သွားနိုင်တယ်မွေပွေးလေးတိတ်တိတ်လေးမွေဟောက်လေးတိတ်တိတ်လေးဆိုပြီးတော့မထေမဲ့မြင်တော့မကစားရအောင်အမိကတော့ကိုင်းလိုက်ခေါင်းကတော့ကိုင်းလိုက်မလုံးအောင်အဲ့မွေတိတ်တိတ်လေးကြိုက်ရင်တည်တတ်တာပဲတော့မီးနည်းနည်းလေးဆိုပြီးတော့လည်းအထင်မသေးနဲ့အဲ့မီးနည်းနည်းလေးကလောင်စာတွေပါတွေရသွားမယ်ဆိုရင်ကြီးမားတဲ့အိမ်ကြီးကိုတောင်လောင်စေနိုင်တာပဲမြို့တွေရွာတွေကိုလောင်သွားစေနိုင်တယ်အဲ့တော့မီးတိတ်တိတ်လေးဆိုပြီးတော့လည်းအထင်မသေးနဲ့တော့ယသိယဟန်တော်တွေကိုငယ်ငယ်လေးဆိုပြီးအထင်မသေးနဲ့သူတို့မှာသီလသမာဓိပညာတွေကြီးမားတယ်သီလသမာဓိပညာကြီးမားတဲ့အတွက်ကြောင့်မထေမဲ့မြင်စော်ကားမိရင်ယသိယဟန်တို့ရဲ့သီလသမာဓိပညာဂုံကြောင့်မိမိတို့မှာအထိနာတတ်တယ်သီလသမာဓိပညာကြီးမားနေတယ်အသက်ကတော့ငယ်ပေမဲ့သီလကြီးတယ်သမာဓိကြီးတယ်ပညာကြီးတယ်အဲကြောင့်မြတ်စွာဘုရားကငယ်တယ်ဆိုပြီးတော့အထင်မသေးရတဲ့အရာ၄မျိုးရှိတယ်နော်ဆိုတော့အဲ့ဒီတရားကိုမြတ်စွာဘုရားကဟောလိုက်တဲ့အခါကောသလမင်းကသဘောကျသွားတယ်ဟုတ်သားပဲသဘောပေါက်သွားတယ်ကောသလမင်းကဉာဏ်ထက်တဲ့ထဲမှာတော့မပါဘူးဒါကြောင့်ကောသလမင်းဒီမြတ်စွာဘုရားကတရားဟောတဲ့အခါမှာသူနဲ့တန်ရာပဲဟောပြတယ်မြတ်စွာဘုရားကသူ့မှာသောတာပန်ဖြစ်နိုင်လောက်တဲ့အရေးချင်းကမရှိဘူးဘုရားနဲ့သူတောက်လျှောက်တွေ့နေရပေမဲ့သောတာပန်ဖြစ်မသွားဘူးသူ့မှာသောတာပန်ဖြစ်နိုင်လောက်တဲ့ဉာဏ်သေးမရှိဘူးဉာဏ်နှိမ့်တယ်အခုမြတ်စွာဘုရားကဒီတရားလေးကိုဟောလိုက်တော့သူ့မှာသဘောနေကြဟုတ်လိုက်တာငယ်ပေမဲ့အထင်မသေးရဘူးဟုတ်လိုက်တာသူသဘောတွေကြပြီးတော့အဲ့ဒီမှာပဲဘုဒ္ဓံတရဏံကိစ္ဆာမိဆိုပြီးတော့မြတ်စွာဘုရားကိုကိုယ်ကွယ်စည်းကပ်ပါ၏ဗုဒ္ဓဘာသာဖြစ်လာတယ်ပေါ့နော်ကောသလမင်းကဗုဒ္ဓဘာသာဝင်ဖြစ်လာတယ်အထင်မသေးကောင်းတဲ့အရာ၄မျိုးတရားဒေသနာတော်ကိုနားပြီးတော့ကောသလမင်းကဗုဒ္ဓဘာသာဖြစ်လာတယ်ဆိုတော့အဲ့ဒီမှာဦးဇင်းတို့တောင်မြုပ်မာကတော်ဆရာတော်ဘုရားကြီးကမှတ်ချက်ကလေးပြောပြတယ်ဒီတရားဒေသနာနဲ့ပတ်သက်ပြီးတော့ကောသလမင်းကြီးဟာတဲ့ဘယ်လိုယူဆထားသလဲဆိုတော့အသက်ကြီးတဲ့ပုဂ္ဂိုလ်ယဟန်ဝတ္တာကြာတဲ့ပုဂ္ဂိုလ်မှသာလျင်ဖယားဖြစ်မယ်ဆိုရင်ဖြစ်နိုင်တာပေါ့လို့အသက်ကြီးတာကိုအလေးထားတာပေါ့နော်အသက်ကြီးရင်ယဟန်ဝတ္တာကြာလာလို့ရှိရင်ဖယားဖြစ်ကောင်းဖြစ်နိုင်တယ်အသက်ငယ်ငယ်လေးနဲ့ယဟန်ဘဝငယ်ငယ်လေးနဲ့ဖယားမဖြစ်နိုင်ဘူးလို့သူကယူဆထားတာအသက်ငယ်တဲ့သူဟာဉာဏ်ရည်ဉာဏ်သိမရင့်ကျက်နိုင်ဘူးလို့သူကယူဆထားတာဒါကြောင့်မြတ်စွာဘုရားကိုသူကအထင်သေးပြီးတော့အသက်ကလေးငယ်ငယ်လေးနဲ့ဘုရားလို့ဝန်မခံသင့်ပါဘူးဆိုပြီးတော့ဘုရားကိုသူကပြောနေတာလေရမဂရုံဆရာတော်ဘုရားကြီးကမိတ်တယ်အေးတဲ့ဘုန်းကြီးလည်းပဲငယ်ငယ်တုန်းကထင်ခဲ့တာရှိတယ်ကောသလမင်းလိုပဲဘလို့ထင်ခဲ့တယ်လဲဆိုတော့အသက်ကြီးကြီးဝါကြီးကြီးဘုန်းကြီးတွေဆိုရင်အကုန်လုံးစာတတ်တယ်လို့ထင်ခဲ့တာနော်ဒါလောကရဲ့ဓမ္မတာတစ်ခုလို့ပြောရမှာပဲအဲ့တော့အသက်ကြီးကြီးဝါကြီးကြီးဘုန်းကြီးများဆိုရင်အကုန်လုံးစာတတ်တယ်ထင်ခဲ့တာဆရာတော်ကြီးကိုယ်တိုင်ငယ်ငယ်တုန်းကထင်ခဲ့တာပေါ့နော်တကယ်တော့မဟုတ်ဘူးနော်အသက်ကြီးတာနဲ့မဆိုင်ဘူးငယ်တာနဲ့မဆိုင်ဘူးတော့ဆရာတော်ကြီးကဆက်ပြောတယ်အေးလောကမှာလည်းပဲယခုခေတ်လောကမှာလည်းပဲအသက်ကြီးသူတဲ့စကားသားလည်းအမှန်လို့လက်ခံနေကြတယ်ဝါကြီးတဲ့ပုဂ္ဂိုလ်အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေရဲ့စကားသာအတီးအသက်ကြီးဝါကြီးတဲ့ပုဂ္ဂိုလ်တွေရဲ့စကားသာအမှန်လို့ဒီနေ့ခေတ်မှာလည်းလက်ခံနေကြတယ်တကယ်တော့အဲ့လိုမဟုတ်ဘူးတဲ့
ရိုသေလေးစားရမယ့်နေရာမျိုးဆိုရင်တော့အသက်ကြီးတဲ့ပုဂ္ဂိုလ်ဝါကြီးတဲ့ပုဂ္ဂိုလ်ကိုလေးစားထိုက်ပါတယ်အရိုသေပေးရမှာဖြစ်တယ်တဲ့ဂါရဝပြုရမယ့်ကိစ္စမျိုးဆိုရင်တော့ဟုတ်တယ်အသက်ကြီးတဲ့ပုဂ္ဂိုလ်ကိုအလေးပေးရမယ်အရိုသေပေးရမယ်ဂါရဝပြုရမယ်ဝါကြီးတဲ့ပုဂ္ဂိုလ်ကိုအရိုသေပေးရမယ်လေးစားရမယ်မျက်နှာရမယ်ဂါရဝပြုရမယ်အဲ့တော့ဂါရဝပြုရမယ့်ကိစ္စဆိုရင်တော့မှန်တယ်အသက်ကြီးတဲ့ပုဂ္ဂိုလ်ကိုအလေးပေးရမယ်အတိညာပညာကိစ္စမှာကတော့အသက်ကြီးတာငယ်တာနဲ့မဆိုင်ဘူးတဲ့နော်အတိညာပညာကိစ္စတွေမှာဆိုရင်တော့သူ့ရဲ့ပင်ကိုဉာဏ်ကောင်းမှုရဲ့အကြမ်းမြင်တုဒ္ဒကျွယ်ဝမှုရဲ့လုံရည်ကိုင်းရည်ပြေဝမှုရဲ့ဒီအချက်တွေနဲ့ပဲဆိုင်တယ်အသက်ငယ်တာကြီးတာနဲ့မဆိုင်ဘူးတဲ့မာကတော်ဆရာတော်ဘုရားကြီးကဒီတရားဒေသနာတော်မှာမှတ်ချက်ပေးတော်မူပါတယ်နော်ဒါကြောင့်ဒီနေ့ခေတ်မှာလည်းဒကာဒကမတွေတတိပြုကြပေါ့နော်အသက်ကြီးတိုင်းမှန်တာမျိုးမဟုတ်တော့လို့အသက်ငယ်တိုင်းလည်းမှားနေတာမဟုတ်ပါဘူးလို့တတိပြုရမှာဖြစ်တယ်ပေါ့တခါတလေအသက်ကြီးပြီးတော့မှားနေတာတွေလည်းအများကြီးရှိပါတယ်အဲ့တော့တချို့လူငယ်လေးတွေဥစဉ်ကိုမေးတာပေါ့အရှင်ဘုရားတခါတလေမှာတပည့်တော်ရဲ့မိဘတွေမှားနေတာလေးတွေတွေ့ရတယ်ပေါ့အဲ့တော့သားသမီးတွေကပြန်ပြောရင်ငရဲကြည့်မလားလို့ဒီလိုမေးတယ်မိဘတွေမှားနေတာကိုသားသမီးကပြန်ပြောရင်ငရဲကြည့်လားပြန်ပြောတယ်ဆိုတာကဒေါသနဲ့ပြောတာကိုဆိုလိုတာလေမှားနေတာကိုတော့ထောက်ပြခွင့်ရှိတယ်ပေါ့အကြီးကမှားနေတယ်ဆိုလို့ရှိရင်လည်းအငယ်ကထောက်ပြခွင့်ရှိပါတယ်အကြီးကသာအမြဲတမ်းမှန်နေတာမဟုတ်ဘူးအငယ်ကိုသာလည်းအကြီးကဆုံးမခွင့်ရှိတာမဟုတ်ဘူးအကြီးမှားနေလည်းအငယ်ကထောက်ပြခွင့်ရှိတယ်အငယ်ကိုလည်းအကြီးကတုံသင်ခွင့်ရှိတယ်အကြီးကိုလည်းအငယ်ကထောက်ပြခွင့်ရှိတယ်တခုတော့ရှိတယ်အကြီးနဲ့အငယ်ဖြစ်တဲ့အတွက်ကြောင့်အကြီးတွေမှားနေတဲ့အခါမှာအငယ်ကဂါရဝတရားနဲ့ပြောရတယ်မှားရခေါင်းလားဆိုပြီးတော့ဒေါနဲ့မောနဲ့ထောက်ပြတာမျိုးပုတ်ခတ်တာမျိုးကဲ့တာမျိုးမလုပ်အောင်တူတယောက်မှားနေခဲ့လို့ရှိရင်မေတ္တာတရားနဲ့ပြုပြင်ပေးရတာလေအဲ့တော့ကိုယ့်တဲ့အသက်ကြီးတဲ့ပုဂ္ဂိုလ်လူကြီးတွေမှားနေတယ်ဆိုရင်အငယ်တွေကမပြောရဲလို့မရအောင်မပြောရဲရင်ဘာဖြစ်တယ်လဲဆိုတော့လောကမှာအဲ့ဒီအမားတွေကကြာသွားတဲ့အခါမှာအမှန်တွေဖြစ်သွားတတ်တယ်လေအမားကြာရင်အမှန်ဖြစ်သွားတယ်လူကြီးတွေမှားရင်ပိုဆိုးသေးတယ်အဲ့တော့လူကြီးတွေမှားပြီဆိုရင်အငယ်တွေကရဲရဲဝံ့ဝံ့ထောက်ပြရမယ်ဘယ်လိုထောက်ပြမလဲဆိုတော့ဂါရဝတရားနဲ့ပေါ့မယုံမသေးတော့မလုပ်အောင်ဦးဇင်းတို့စာပေထဲမှာဆရာတစ်ပည့်နှစ်ပါးဆုံးခံကြွဆရာကအရှိအဆုံးခံကြွတစ်ပည့်ကနောက်ကလိုက်ပေါ့ဆုံးခံရင်းနဲ့ဆရာကတချို့တက္ကະမတွေနဲ့စကားတွေပြောကြတယ်တစ်ပည့်ကနောက်ကနားထောင်တယ်စကားပြောရင်းနဲ့အဲ့ဒီမှာတချို့သောစကားတွေကဘောင်လွန်လာတယ်ဘောင်ကျော်လာတယ်ဝီနီးနဲ့မအမဆက်မညီတဲ့စကားတွေပါလာတိုင်းအဲ့ဒီခါကျတော့တပည့်ဖြစ်သူကမယုံမသိနဲ့မပြောရအောင်အရှင်မင်းကအဲ့ဒီစကားမပြောနဲ့အာဘက်တဲ့နဲ့မပြောနဲ့ဆိုအဲ့လိုအထက်စီးရနေမပြောရအောင်ယူတည်လေးလက်အုပ်ချပြီးတော့အရှင်ဘုရားဒီလိုစကားမျိုးပြောလို့ရှိရင်အဆက်ပါသလားဟောမပြောနဲ့ဆိုတဲ့ပုံစံမျိုးအထက်စီးရနေမပြောရအောင်မေးတဲ့ပုံစံမျိုးနဲ့ခြောက်ရတယ်ဒီလိုစကားမျိုးပြောရင်တင့်တော်ပါသလားဗျာဒီလိုစကားမျိုးပြောရင်အဆက်ပါသလားဗျာဒီလိုစကားမျိုးပြောရင်ဝိနည်းနဲ့ညီပါသလားဗျာလို့လက်အုပ်ကလေးရှိပြီးတော့ရိုးရိုးသေးသေးပြောရတယ်ပေါ့ပရိယေသုံးရတယ်လို့ခေါ်တယ်ဒါကြောင့်အကြီးမှားနေလို့ရှိရင်နော်အငယ်တရားလည်းထောက်ပြခွင့်ရှိတယ်ခါရဝတရားလေးနဲ့ပေါ့ခါရဝတရားလေးနဲ့အကြီးကိုထောက်ပြလို့ရတယ်အပြစ်မရှိဘူးအကုသိုလ်မဖြစ်ဘူးကုသိုလ်ရတယ်နော်အဲ့ဒါလေးကအရေးကြီးတယ်ဒါမှဦးဇင်းတို့လောကမှာအမှန်တရားတွေထွန်းကားလာမှာပေါ့တခါအငယ်တွေမှားလို့ရှိရင်အငယ်တွေလွဲနေလို့ရှိရင်အကြီးကလည်းထောက်ပြမှာပဲဆုံးမမှာပဲမဆုံးမရင်စိုးကပြောသလိုလမ်းလွဲတွေလိုက်နေကြမှာပေါ့ဒါပေမဲ့အကြီးကအငယ်ကိုပြောတဲ့အခါမှာနိဝါဒတရားနဲ့ပြောရတယ်နိဝါဒဆိုတာမာမာနကိုနှိမ့်ချပြီးပြောရတယ်ငါအကြီးပဲနင်ကအငယ်မှားရခေါင်းလားဆိုပြီးတော့အပေါ်စီးကနေမှားလို့ဆိုပြီးတော့ငင်းကန်ချုံချတာမျိုးကဲ့ရတာမျိုးအပြစ်တင်တာမျိုးဖိနှိပ်တာမျိုးမလုံးအောင်မေတ္တာတရားနဲ့ကရုဏာတရားနဲ့ပြုပြင်ပေးရတယ်ကုညီပေးရတယ်
ဖေးမှပေးရတယ်တော့နိဝါဒပေါ့နော်မာမာနကိုနှိမ့်ချပြီးတော့အေးဒါကတော့မသိတော့ဘူးဒါကဒီလိုဖြစ်တဲ့နဲ့ဒီလိုလုပ်တဲ့နဲ့ဒီလိုဆိုရင်တော့ပိုကောင်းမှာပဲဆိုတဲ့ပုံစံမျိုးနဲ့သူ့ပေါ်မှာငဲ့ညာထောက်ထားသနာတဲ့စိတ်မေတ္တာစိတ်တွေနဲ့ပြောပြရတာပေါ့ဒါကြောင့်အကြီးလဲမှားနိုင်တာပဲအငယ်လဲမှားနိုင်တာပဲနော်ကြီးတာငယ်တာနဲ့မဆိုင်ဘူးအသက်ကြီးပေမဲ့မှားတာတွေရှိနိုင်တယ်ငယ်နေပေမဲ့မှန်တာတွေလည်းရှိနိုင်တယ်ဒါကြောင့်ဘသူပဲမှားမှားအငယ်ပဲမှားမှားအကြီးပဲမှားမှားမှားလို့ရှိရင်လမ်းမှန်ကိုရောက်အောင်မေတ္တာစိတ်ကရုဏာစိတ်တွေနဲ့တက်မဲ့ပေးကြရမှာဖြစ်တယ်အဲ့တော့အကြီးမှားရင်အငယ်ကထောက်ပြပါဂါရဝတရားနဲ့ထောက်ပြပါအငယ်မှားလို့ရှိရင်အကြီးကလည်းနိဝါဒတရားမာမာနနှိမ့်ချပြီးတော့ထောက်ပြပါအဲ့လိုဆိုလို့ရှိရင်လောကကြီးမှာအမှန်တရားတွေထွန်းကားလာမှာဖြစ်တယ်ဓမ္မတွေထွန်းကားလာမှာဖြစ်တယ်ပေါ့အဲ့ဒါဟာကြီးပွားကြောင်းပဲလို့မြတ်စွာဘုရားဟောထားတယ်နော်အချင်းချင်းအဲ့လိုမျိုးထောက်ပြကူညီချမယ်ဆိုလို့ရှိရင်သာသနာမှာလည်းကြီးပွားတယ်လောကမှာလည်းကြီးပွားတယ်တဲ့ဒါကြောင့်ဦးဇင်းတို့မိဘတွေမှားနေတဲ့အခါမှာသာသမီကမေတ္တာတရားနဲ့ဂါရဝတရားနဲ့မိဘကိုပြောပြရတယ်ပြောပြလို့မရရင်ကောအရှင်ဘုရားဘယ်လိုလုပ်မလဲဒေါသမထွက်ရအောင်မိဘဆိုတာလူကြီးပဲကျေးဇူးရှင်ပဲမပြစ်မှားရအောင်ငားရကောင်းလားဆိုပြီးမပြစ်မှားရဘူးမိဘဆိုတာကျေးဇူးရှင်ကြီးအလွန်ကျေးဇူးကြီးတဲ့ကျေးဇူးရှင်အဲ့တော့ဒေါသနဲ့မိဘကိုအော်ကြီးဟစ်ကျဲပြောတာမျိုးမလုပ်အောင်ဘုရားမာကနောဆရာတော်ဘုရားကြီးရဲ့ကိုချင်းအဘိဓမ္မာထဲမှာဗာမိတ်တယ်လဲဆိုတော့အေးလူကြီးတွေမှားနေတာကိုလူငယ်တွေကတတ်နိုင်သမျှမေတ္တာရှိတာဂါရဝတရားရှိတာပြီးတော့ထောက်ပြပါအကယ်၍ဘလို့မှမရရင်လည်းပဲမပြစ်မှားရဘူးမိဘရဲ့ကျေးဇူးတွေကိုအောက်မေ့တရိယာပြီးတော့ကိုတက်နိုင်တဲ့ဘက်ကပဲကူညီပေးလိုက်ကြပါတဲ့နော်တက်မဲ့လို့ရရင်လည်းရပါတော့မရရင်လည်းကိုနိုင်တဲ့ဘက်ကပဲကျေးဇူးကိုတရိယာပြီးတော့ကူညီကြပါမိဘကိုတော့မပြစ်မှားကောင်းပါဘူးမစောကားကောင်းပါဘူးဒေါသနဲ့ပြန်ပြီးတော့မပြောကောင်းပါဘူးနော်အဲကြောင့်ဒေါသနဲ့ပြောရင်တော့ဒါအကုသိုလ်ပဲနော်ဒါကြောင့်ဦးဇင်းတို့အငယ်တွေကအကြီးတွေကိုပြောကောင်းတယ်ဆိုပေမဲ့လည်းမချေမငန်ဒေါသနဲ့တော့မပြောကောင်းပါဘူးဂါရဝတရားနဲ့မေတ္တာတရားနဲ့လေးလေးစားစားယူသူတွေပြောကြရမှာဖြစ်တယ်ပေါ့အေးကောင်းပြီဒါကြောင့်ငယ်ပေမဲ့အထင်မသေးကောင်းတဲ့အရာ၄မျိုးရှိတယ်ဆိုတာကိုမြတ်စွာဘုရားဟောလိုက်တဲ့အခါမှာဘောဓလာမင်းကြီးကသဘောပေါက်သွားတယ်ပေါ့နော်ဒါကြောင့်ဒီနေ့အလူရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားလုံးယနေ့ခေတ်မှာလူငယ်တွေကိုအထင်သေးလို့မရတော့ဘူးလူငယ်တွေဟာမျက်စိကျဲနားကျဲအမြင်တွေကျဲလာကြပြီဖြစ်တယ်ဒါကြောင့်ဦးဇင်းတို့အမားတွေကိုစုပ်ကင်မထားကြဘဲနဲ့မှားနေတာတွေရှိရင်ရဲရဲဝံ့ဝံ့ပြင်ကြပါမှန်နေတာတွေရှိရင်လည်းရှေ့ဆက်ပြီးတော့ရဲရဲဝံ့ဝံ့ချောက်ကြပါဒါမှလောကကြီးမှာအမှန်တရားတွေထွန်းကားပြီးတော့ကဘာကြီးဟာငြိမ်းချမ်းကြမှာဖြစ်တယ်ဒါကြောင့်ဒီနေ့လူရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားလုံးနော်အမားတွေကိုပြင်အမှန်တွေကိုဆက်လက်ခြောက်လန်းနိုင်ကြပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတော်အတိုင်းလောကအကျိုးသာသနာအကျိုးကိုတည်ပိုးနိုင်တဲ့အမျိုးကောင်းသားမျိုးကောင်းသမီးများဖြစ်အောင်ကိုစီစူးစမ်းအားထုတ်နိုင်ကြပါစေကုန်သတည်း